ကိုခန့်မိသားစုများအားလုံးမင်္ဂလာပါဗျာတူရီကေကေ YouTube channel ကနေကြိုဆိုပါရစေအဲ့တော့လူတလေးတွေများပါရင်လည်းကိုခန့်ရဲ့ channel လေးကို subscribe လေးနှိပ်ထားပေးကြပါဦးလို့ကိုခန့်ကတောင်းဆိုချင်ပါတယ်ဗျာ၄ရက်နေ့မနက်ပိုင်း12နာရီ10မိနစ်အတွက်ကိုခန့်ရှာဖွေတွေ့ထားတဲ့အကောင်းဆုံးကဏ္ဍလေးတွေကိုလာပြပြပေးတာပါဗျာခုပြောပြပေးမယ့်ကဏ္ဍလေးတွေကတော့ပြီးခဲ့တပတ်ကဏ္ဍထွက်စင်နေပုံမှာအခြေခံပြီး73နှစ်စာကလင်နာတွေကိုစူးစီးပြီးရရှိလာတဲ့ကဏ္ဍလေးတွေကိုလာပြပြပေးတာပါဗျာ၄ရက်နေ့မနက်ပိုင်းအတွက်အကောင်းဆုံးကဏ္ဍလေးတွေဖြစ်ပါတယ်ဗျာအမျိုးတို့ကြိုက်နှစ်တယ်မယ်လို့ထင်ပါတယ်ကိုခန့်အကောင်းဆုံးကြိုးစားပေးထားပါတယ်ဗျာအကောင်းဆုံးကြိုးစားပေးထားတာပဲဖြစ်ပါတယ်အာမခံချက်တော့မရှိပါဘူးခင်ဗျာဖြစ်နိုင်ခြေအားအကောင်းဆုံးကဏ္ဍတွေကိုပဲရှာပေးထားတာဖြစ်တဲ့အတွက်စားမယ်ဆိုရင်အမျိုးတို့ရှင်းစစားကြပါလို့ပြောချင်ပါတယ်ဗျာအားလုံးကိုချစ်တဲ့တူရီကေကေပါခင်ဗျာဒီတစ်ပတ်အတွက်ပွဲဝင်ကအားလုံးကိုလက်ဆောင်ပေးမယ်လို့ကြိုပြောထားပါတယ် Fiverr နဲ့ Telegram group မှာလည်းတင်ပေးထားပါတယ် live မလွင်ဖြစ်တာကတော့ line မရလို့ပါအဲ့တော့ဒီတစ်ပတ်အတွက်ဟိုမကျော်စားတို့ပတ်တီလေလုံးမွေခွေပူတပတ်စာပရိနဲ့မွေကနန်းကိုလက်ဆောင်လာယူလို့ရပါတယ်အလက်ကားလာယူလို့ရပါတယ် Fiverr Telegram တခုခုကနေလာယူပါခင်ဗျာတပတ်တာအတွက်ကအားလုံးတွေကလေလုံးမွေခွေပူဖွင့်နေမနဲ့မှာမိန်ခွန်းနဲ့အောင်သွားပါပြီဗျာလက်ဆောင်ပေးတာအလက်ကားပေးတာပါဗျာ